တားဖြစ်သူရဲ့လက်ကင်ပူဝါမှာဘက်တီးရီးယားတွေပြည့်ကျန်နေတာကိုတွေ့တော့ဖခင်ဖြစ်သူကမဆိုင်မတွပဲရှော့ဖို့ပစ်ထည့်လိုက်ပါတယ်ဒါပေမဲ့အိမ်ပေါ်ကအဲ့ဒီလက်ကင်ပူဝါကိုရှော့ပစ်လိုက်တဲ့ခါမှာတော့ကလေးကချက်ချင်းဆိုသလိုတောင်းကျမ်းမာတော့တဲ့အရေးကြီးတာတစ်ခုခုဆုံးရှုံးသွားတယ်လို့ပါပဲအိမ်ပေါ်လည်းဘာလို့ရမှမသိဖြစ်နေတော့စူညံတန်းကြောင့်အဖေဖြစ်သူရောက်လာပြီးဘာဖြစ်တာလဲလို့မေးပါတယ်ကလေးကစလုံးတွေကလက်ကင်ပူဝါကိုလက်ညှိုးထိုးပြတော့အဖေဖြစ်သူကကောက်ပြလိုက်ပါတယ်ဒါပေမဲ့လက်ကင်ပူဝါကိုနန်းကြည့်လိုက်တဲ့ခါမှာတော့ရှော့ဖို့ရည်နန်းကလွယ်လို့ဘာမှမရတော့ပါဘူးကလေးကဒေါသတကြီးနဲ့ပေါ်ဝါကိုလွတ်ပစ်ပြီးအခန်းထဲပြေးဝင်သွားပါတယ်ကလေးကဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့မနေ့ကသူ့အနေနဲ့ကြုံနေလုံးအမျိုးသမီးတယောက်ကကတင်ခဲ့လို့ပါအဲ့ဒီအမျိုးသမီးကကလေးကိုလက်ကင်ပူဝါတစ်ထည်နဲ့အယုတ်ကလေးတစ်ယုတ်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်လက်ဆောင်ရတော့ကကလေးဟာအရန်ပျော်ခဲ့တာပါဒါပေမဲ့အဲ့ဒီညမှာတော့ကားတော်တဆမှုဖြစ်မှုတဲ့တန်းကြောင့်စိတ်တန်ရာရနေတဲ့ကလေးဟာအိမ်မပျော်နိုင်ဖြစ်နေပါတယ်ညနေတဲ့အထိအိမ်မပျော်သေးတာကိုအဖေဖြစ်သူကတွေ့တော့ဘာမှမမေးပဲအတင်းအိတ်ခိုင်းပါတယ်ကလေးကလည်းအိတ်ချင်ရောက်ဆောင်နေလိုက်ပြီးအဖေထွက်သွားတာနဲ့ချက်ချင်းထထိုင်ကဟိုမျိုးသမီးပေးခဲ့တဲ့လက်ကင်ပူဝါနဲ့အယုတ်ကိုထုတ်ယူလိုက်ပါတယ်အဲ့ဒီပူဝါကိုနန်းကြည့်တဲ့အခါမှာတော့ကားတော်တဆမှုလုံးကသူ့ကိုကဲခဲ့တဲ့အမျိုးသမီးရဲ့အနံ့တိုင်းဖြစ်နေတာကိုတတိထားမိသွားပါတယ်အဲ့ဒီရင်းနှီးနေတဲ့အနံ့ကြောင့်သူဟာစိတ်အေးလက်အေးနဲ့အိပ်ပျော်သွားခဲ့ပါတယ်နောက်နေ့မနက်မှာတော့တားဖြစ်သူကပုံမှန်ထက်တနာရီလောက်နောက်ကျမှနိုးလာတာကိုအဖေဖြစ်သူကတတိထားမိပြီးတခုခုမှနေပြီလို့ထင်သွားပါတယ်ဖျားနေတာလားဆိုပြီးအပူချိန်တိုင်းကြည့်ပေမဲ့ပုံမှန်ပါပဲစားတောက်တာတွေကိုပြန်စစ်ကြည့်တော့လဲထူးခြားတာမရှိပါဘူးအဖေဖြစ်သူကတော့သူ့သားရဲ့အော်ဒဇင်ယောဂပူဆိုးလာပြီလို့အထင်မှားပြီးကလေးဆေးရုံကိုခေါ်သွားဖို့အတွင်းရင်းမှုကိုခိုင်းလိုက်ပါတယ်ဆေးရုံရောက်တဲ့အခါကလေးကကြောက်လက်တကြားအော်ဟစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟိုမျိုးသမီးကဆေးရုံမှာအလုပ်ဆက်လုပ်ဖို့ရောက်လာပါတယ်ကလေးအော်တန်ကြားလို့ဘာဖြစ်တာလဲဆိုပြီးဝင်ကြည့်တဲ့အခါမှာတော့မနေ့ကသူ့မကယ်တင်ခဲ့တဲ့ကလေးလေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အမျိုးသမီးကရှေ့တိုးသွားပြီးကလေးကိုနှုတ်ဆက်လိုက်ပါတယ်ကလေးကကားရုပ်တွေနဲ့မစော့ချင်တာကိုတတိထားမိသွားပြီးတခြားခန်းမှာသူမနဲ့အတူသွားဆော့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ထူးခြားတာကသစိမ်းတွေနဲ့ဘယ်တော့မှစကားမပြောတဲ့ကလေးဟာသူမရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်တာပါပဲဒါကိုတွေ့တော့အတွင်းရင်းမှုနဲ့အံ့ဩသွားပါတယ်အခန်းထဲရောက်တဲ့အခါအမျိုးသမီးကလော်လီပေါ့နှစ်ချောင်းထုတ်ပေးပြီးကလေးရဲ့အခြေအနေကိုသိရအောင်လေတန်အေးလေးနဲ့စကားပြောပါတော့တယ်